ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကွာတော်ကြီးတိတော့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီနေ့စဉ်နေတိုင်းအနီးဆက်ဆုံးနဲ့အသေးချာဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေနဲ့တကွာတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးတွေကို like and follow လေးတွေနှိပ်သွားပါအောင်လို့ကျွန်တော်ဥစားပြောချင်ပါတယ်ဗျဟုတ်ကဲ့ဒီအင်္ဂါညာလေးမှာဆိုရင်တော့ကျွန်တော်ဒီ England National League ပွဲစဉ်တွေကကြောင့်ပွဲစဉ်တွေတစ်ပွဲကိုကျွန်တော်တိတော့ channel လေးမှာပွဲချုပ်တုံးတစ်ချက်လေးအနေနဲ့ပြောပေးထားတယ်ထပ်မံပြီးတော့ကျွန်တော်ဒီ England League 1ပွဲစဉ်တွေကကျွန်တော်ဒီ Doncaster နဲ့ပေါ်ပေးတော့ပွဲစဉ်လေးကိုထပ်မံပြီးပွဲချုပ်တုံးတစ်ချက်လေးအနေနဲ့ပြောပေးတော့မှာပဲဖြစ်တယ်ဒီပွဲစဉ်လေးကိုကျွန်တော်ပွဲချုပ်တုံးတစ်ချက်လေးအနေနဲ့မပြောခင်မှာပထမအဆုံးအနေနဲ့ကျွန်တော် Telegram channel လေးကို join ထားဖို့ကျွန်တော်ပြောချင်တယ်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်ကတော့ကျွန်တော် TikTok channel လေးမှာတပွဲကောင်းလေးတွေပဲတင်ဆက်ပေးတာဖြစ်ပြီးတော့ကျွန်တော် Telegram channel လေးမှာဆိုရင်ဒီလိုညနဲ့ပွဲစဉ်လေးတွေရောတပွဲကောင်းလေးတွေရောနောက်ပြီးဒီနေကင်းဘက်မှာရှင်မြန်ကစားတဲ့ပွဲစဉ်လေးတွေပါကျွန်တော်ထူးချက်ရွေးချယ်ပြီးမှတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Telegram channel လေးကိုကျွန်တော်က join ထားဖို့ပြောခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော် Telegram channel လေးကို join ချင်တဲ့ညီကိုတွေဒီဗီဒီယိုလေးရဲ့ comment မှာလည်းကျွန်တော် Telegram channel link လေးတွေချပေးထားသလိုကျွန်တော် TikTok profile လေးရဲ့အောက်မှာဆိုလည်း Telegram channel link လေးတွေရော Viber number လေးတွေရောပူးတွဲပြီးချပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Telegram channel လေးကို join ထားကြဖို့ကျွန်တော်ကပြောခြင်းဖြစ်တယ်ဒီအင်္ဂါညမှာရှင်မြန်ကစားတော့မဲ့ဒီ Doncaster တင်းနဲ့ဒီပေါ်ပေတင်းတော့ဆိုရင်ဒီ England League 1ရဲ့တပွဲတော်ပွဲစဉ်အနေနဲ့ရှင်မြန်ကစားတော့မှာဖြစ်ပြီးတော့ဒီ Ancient Doncaster တင်ရတော့ဒီ England League 1မှာ38ပွဲတိတိရှင်မြန်ကစားတာပြီးရမယ်48မှတ်နဲ့ဒီအဆင့်စရာ19နေရာမှာရပ်တည်နေတဲ့တင်ဖြစ်တယ်ဒီအဝေးကွင်းဖြစ်တဲ့ဒီပေါ်ပေတင်းရဆိုလဲဒီ England League 1မှာ36ပွဲတာနဲ့ရှင်မြန်ကစားတာပြီးတော့ဒီရမယ်31မှတ်နဲ့အဆင့်စရာ24အောက်ဆုံးတန်းစင်းဆုံးမှာရပ်တည်နေတဲ့အတင်းဖြစ်တယ်အဲဒီလိုအဆင့်ဆက်ခွန်အတင်းနဲ့အဆင့်24အတွင်းတွဲဆုံတဲ့ပွဲစဉ်မှာကျွန်တော်ပထမအဆုံးအနေနဲ့အကျိုးပေးမှုလို့ဥစားပြောချင်တယ်ဒီနေ့တင်းမှာဆိုရင်ဒီ Ancient Doncaster အတင်းကအကျိုးပေးမှုအနေနဲ့ဒီမနက်ခင်းကြီးတန်းလေးမှာဒီတလုံးပြားတလုံးပြား90စားဆိုတဲ့ကြီးတန်းလေးနဲ့အတူဂိုးပေါင်းစီ3လုံးပြား80စားဆိုတဲ့ကြီးတန်းလေးဖွင့်ထားတယ်ဒီညနေခင်းလောလောလတ်ကြီးတန်းလေးမှာဆိုရင်တော့ဒီ Ancient Doncaster တင်းအကျိုးပေးမှုကတလုံးပြား90စားကနေပြီးတော့ဒီတလုံးပြား80စားဆိုတဲ့ကြီးတန်းလေးဒီတလုံးပြား80စားဆိုတဲ့ကြီးတန်းလေးဖြစ်သွားတယ်ဂိုးပေါင်းစီလေးရဆိုလဲဒီ3လုံးပြား80စားကနေပြီးတော့ဒီ3လုံးပြား100အပြည့်စားဆိုတဲ့ကြီးတန်းလေးတွေဒီ body 0ဂိုးပေါင်း0စုံကြလာတာကိုကျွန်တော်တွေ့ခဲ့တယ်ဗျဘာကြောင့်ဒီလိုကြီးတန်းလေးစုံကြလာတာလဲဆိုတော့ကျွန်တော်အောက်မှာတိတိကျကျလေးကိုရှင်းပြမယ်နော်ဒီ Ancient Doncaster တင်းရဆိုရင်ဒီ England League 1နောက်ဆုံးရှင်းမှန်ခဲ့တဲ့ပွဲစဉ်နေတဲ့သူကဒီ Barnsley ကိုဒီ Z1 ဆိုတဲ့ရလက်လေးနဲ့အိမ်ကွင်းမှာထပ်မှန်အိမ်ကွင်းမှာရှုံးနေခဲ့တယ်အဲ့ဒီ Barnsley နဲ့ပွဲမတင်ခင်မှာလဲသူကဒီ Bottom 1-1ဆိုတဲ့အစီအစီဆိုတဲ့ရလက်လေးနဲ့တေးချခဲ့တယ်ဗျနောက်ပြီးသူရဲ့အိမ်ကွင်းမှာရှင်းမှန်ခဲ့တဲ့နောက်ဆုံး5ပွဲကြည့်လိုက်တဲ့အချိန်မှာဆိုရင်တော့သူတို့ကနှစ်ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲတိတိပြန်ရှုံးထားတာကိုကျွန်တော်တွေ့ခဲ့တယ်နောက်ပြီးသူရဲ့အိမ်ကွင်းမှာရှင်းမှန်ခဲ့တဲ့နောက်ဆုံး5ပွဲမှာဆိုသူတို့တိုက်စစ်ကတော့4ဂိုးတာလင်ဂိုးသွင်းနိုင်ပြီးတော့ခန်းစစ်ကတော့ဒီ9ဂိုးတိတိဂိုးပြန်ပေးခဲ့ရတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဒါကြောင့်မလို့ဒီ Ancient Doncaster တင်းရဆိုရင်အိမ်ကွင်းဆက်ဆောင်မှာတိုက်စစ်ပိုင်းနဲ့အားနည်းချက်ရှိသလိုခန်းစစ်ပိုင်းနဲ့အားနည်းချက်လေးရှိနေအောင်ကျွန်တော်တွေ့ခဲ့ရတယ်ဗျဒီအဝေးကွင်းဖြစ်တဲ့ပေါ်ပေးရဆိုလဲဒီ England League 1နောက်ဆုံးရှိမှန်ခဲ့တဲ့ပွဲစဉ်အနေနဲ့သူကဒီ Bottom ကိုဒီ1C ဆိုတဲ့ရလက်လေးနဲ့ပဲအိမ်ကွင်းမှာပဲ clean sheet အနေနဲ့အနိုင်ရရှိခဲ့တယ်အဲ့ဒီ Bottom နဲ့ပွဲမတိုင်ခင်မှာဆိုတော့သူကဒီ Blackpool ကို3-2ဆိုတဲ့ရလက်လေးနဲ့ပဲအပြန်အလှန်တွင်ကိုလေးတင်နဲ့ရှုံးနေခဲ့တာကိုကျွန်တော်တို့တွေ့ကြတယ်ဗျဒီပေါ်ပေးတင်းရဲ့ဒီအဝေးကွင်းတောက်ရောက်ဆောင်းခဲ့တဲ့နောက်ဆုံး5ပွဲကိုကြည့်လိုက်တဲ့အချိန်မှာသူကဒီ2ပွဲတိတိအနိုင်ရရှိပြီးတရေပွဲမရှိ3ပွဲတိတိပြန်ရှုံးနေထားတယ်သူရဲ့အဝေးကွင်းတောက်ရောက်ဆောင်းခဲ့တဲ့နောက်ဆုံး5ပွဲမှာဆိုတော့သူတို့တိုက်စစ်ကတော့ဒီ9ဂိုးတိတိဂိုးသွင်းပြီးတော့ခန်းစစ်ကတော့3ဂိုးတာလင်ဂိုးပြန်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီပေါ်ပေးတင်းရဆိုအဝေးကွင်းဆောင်းမှာတိုက်စစ်ပိုင်းကအနေငယ်အားကောင်းပြီးခန်းစစ်ပိုင်းကတော်တော်လေးချစ်လက်တဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီနေ့တင်းရဲ့ head to head ပေါ်ထိတဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး5ပွဲကိုကြည့်လိုက်တဲ့အချိန်မှာဆိုရင်တော့ဒီ Ancient Doncaster အတင်းက2ပွဲတိတိအနိုင်ရရှိပြီးတပွဲတည်းဒီအဝေးကွင်းဖြစ်တဲ့ပေါ်ပေးရလဲ2ပွဲတိတိပြန်နိုင်ထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဒီနေ့ရာဒီပထမအကြော့ဒီပေါ်ပေးရဲ့အိမ်ကွင်းမှာတွေ့ဆုံခဲ့တဲ့ပွဲစဉ်လေးမှာဆိုတော့ Doncaster 1C ဆိုတဲ့ရလက်လေးနဲ့ပဲ clean sheet အနေနဲ့အနိုင်ရရှိခဲ့တယ်ဗျနောက်ပြီးဒီနေ့တင်းရဲ့လက်ရှိခြေစားမနဲ့လက်ရှိကားတဲ့ပေါင်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်ဒီ Ancient Doncaster အတင်းနောက်ဆုံးရှင်းမှန်ခဲ့တဲ့10ပွဲမှာဆိုလဲသူကဒီ4ပွဲတိတိအနိုင်ရရှိပြီး3ပွဲတည်း3ပွဲတိတိပြန်ရှုံးနေထားတယ်ဒီအဝေးကွင်းဖြစ်တဲ့ပေါ်ပေးတင်းရဲ့နောက်ဆုံးရှင်းမှန်ခဲ့တဲ့10ပွဲကိုကြည့်လိုက်တဲ့အချိန်မှာဆိုလဲသူတို့ကလည်း4ပွဲတိတိအနိုင်ရရှိပြီး3ပွဲတည်း3ပွဲတိတိပြန်ပြီးတော့ရှုံးနေထားတာကိုကျွန်တော်တွေ့ခဲ့တယ်ဗျလက်ရှိခြေစမ်းမဲ့လက်ရှိကားတိုင်းဖက်မှာဆိုရင်တော့ဒီနှစ်တင်းစလုံးကတော့ဒီဘန်လန်ညီနေတယ်ဒီအိမ်ကွင်းစောက်ဆောင်ရဲ့အဝေးကွင်းစောက်ဆောင်ဒီမှာလည်းထက်တူကျနေတာကျွန်တော်တွေ့ခဲ့တယ်ဗျဒီလိုခြေတူနှစ်တင်းတွေ့ဆုံတဲ့အချိန်မှာဒီ Ancient Doncaster တင်းရဲ့အကျိုးပေးမှုကဒီနေ့ညပွဲစဉ်လေးမှာဘာကြောင့်အကျိုးပေးမှုကြီးတန်းလေးကျလာတယ်လဲဆိုတော့ကျွန်တော်အောက်မှာတေးသေးချာချာလေးလေ့လာကြည့်လိုက်တော့ဒီနေ့ညမှာရှင်မြန်ကစားတော့မဲ့လူစင်းမှာကျွန်တော်နှစ်တင်းစလုံးမှာတရားကစားသမားတွေရှိနေတယ်ဆိုမဲ့ဒီပုံမှန်ပေါ်ထွက်နေကြလူစင်းအတိုင်းလေးပဲပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဒီအဝေးကွင်းဖြစ်တဲ့ပေါ်ပေးရဆိုရင်တော့ဒီ England League 1အနေပြီးတော့ဒီ FA Cup ပွဲစဉ်လေးတွေရှင်းမှန်ထားတယ်အဲ့ဒီ FA Cup ပွဲစဉ်နောက်ဆုံးရှင်းမှန်ခဲ့တဲ့ပွဲစဉ်တွေမှာဆိုတော့သူကဒီ Sunderland Operation နှစ်တင်းစလုံးကိုအနိုင်ရရှိထားပြီးတော့ဒီနောက်တဲ့ပွဲစဉ်တွေနဲ့ Chelsea ကိုထပ်မံပြီးတွေ့ဆုံမှာဖြစ်တယ်ဒီ FA Cup ပွဲစဉ်တွေမှာတော့တော်တော်လေးရလက်ကောင်းနေတာကျွန်တော်တွေ့ကြတယ်ဗျနောက်ပြီးဒီနောက်ဆုံးတွေ့ဆုံခဲ့တဲ့နှစ်ပွဲစလုံးမှာလည်းတော်တော်လေးရလက်ကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကျပွဲစဉ်လေးမှာဒီ Ancient Doncaster အတင်းအကျိုးပေးမှုကြီးတန်းလေးတွေကျလာ
တယ်လို့ကျွန်တော်ကမြင်မိတယ်ဗျစင်စရာအောက်ဆုံးကအတင်းပေါ်ဒီလိုအကြောပေးမှုခြေတန်းလေးကြားရတယ်ဆိုတော့ကျွန်တော်ကဒီပွဲစဉ်လေးမှာဒီအဝေးကွင်းပေါ်ပေးရဲ့ body လေးကိုကျွန်တော်ကြိုက်နေတယ်ဗျဒီပေါ်ပေးရဆိုရင်ဒီနေ့ညပွဲစဉ်လေးမှာဒီအနေဆုံးတက်ရည်နဲ့ဒီအနိုင်ရနိုင်ချေရှိတဲ့စွမ်းဆောင်ရည်တိုက်စစ်ကစားသမားကောင်းလေးတွေရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်လေးမှာကျွန်တော်ဒီအဝေးကွင်းပေါ်ပေး body လေးကိုကျွန်တော်ရွေးချယ်ပေးလိုက်ခြင်းနဲ့ကိုပေါင်းစည်းလေးတွေအနေနဲ့ကတော့ဒီ3လုံးပြား80စားနေပြီးတော့ဒီ3လုံးပြား100အပြည့်စားဆိုတဲ့ခြေတန်းလေးတွေမှာဆိုတော့ကျွန်တော်ကိုပေါင်းအောက်လေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဗျဘာကြောင့်လဲဆိုတော့ဒီပေါ်ပေး100ဆိုအဝေးကွင်းစွမ်းဆောင်ရည်မှာတိုက်စစ်ပိုင်းကကိုတွင်အားကောင်းတယ်ဆိုပေမဲ့ခန်းစပိုင်းလည်းတော်တော်လေးချစ်လက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်လေးမှာကိုမပေးရရေးနဲ့ဒီအထိခန်းစပိတ်ကစားသွားလိမ့်မယ်လို့ကျွန်တော်ကမြင်ပြီးတဲ့အတွက်ကြောင့်ဒီပွဲစဉ်လေးကိုကျွန်တော်ကိုပေါင်းအောင်လေးလို့ကျွန်တော်ရွေးချယ်ပေးလိုက်တယ်ဟုတ်ကဲ့ဒါကြောင့်မလို့ဒီအင်ကာညာလေးမှာရှင်းမှန်ကစားသွားမယ်ဒီဒွန်ကက်စတာတင်းနဲ့ဒီပေါ်ပေးတို့ရဲ့ဒီအင်္ဂလန်လီဂူ1ပွဲစဉ်တပွဲတော်ပွဲစဉ်ထဲမှာဆိုတော့ကျွန်တော်ကတော့ဒီအဝေးကွင်းပေါ်ပေး body လေးနဲ့အထူးကျွန်တော်ကိုပေါင်းအောင်လေးကိုကျွန်တော်ရွေးချယ်ပေးလိုက်တယ်ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမိတ်ဆွေတို့အသွေးတူတဲ့အကြိုက်တူတွေဆိုတော့ယူလို့ရတယ်အသွေးမသွင်းတော့ဘက်ကန်နိုင်ပါတယ်ရလက်ကောင်းလေးတွေရရှိပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတူတယောက်ချင်းတိုင်းကိုကျွန်တော်ကတော့ကျေးဇူးအထူးတင်ရှင်းပါတယ်ပြောကြတဲ့ပဲဗီဒီယိုလေးကိုအဆုံးတက်လိုက်ပါတယ်ဗျ